မိတ်ဆွေတို့ရေမင်္ဂလာပါ Cooking with Blessing ရာနေပြန်လဲကြဆိုလိုက်ပါတယ်ဒီနေ့ Blessing ရာလေးအိမ်မှာအမြဲတမ်းမရှိမဖြစ်လိုအပ်ဆုံးချက်သွန်ဖြူစီချက်နဲ့ချက်သွန်နီစီချက်လေးကိုအလွယ်လေးလုပ်ပြမှာဖြစ်တယ်နော်ကဲ Blessing ရာလို့အပြင်းကြီးတဲ့လူအတွက်ကတော့အလွယ်ဆုံးလုပ်နည်းလေးကိုဒီနည်းလေးတာကြည့်လိုက်တော့ဒါဆိုအခုပဲစတင်လိုက်ရအောင်လားချစ်တို့ရေ let's go right nowကဲစတင်ကြမယ် Blessing ရာအရှာဆိုင်ကနေပြီးတော့မှချက်သွန်ဖြူကြော်နဲ့ချက်သွန်နီကြော်လေးကိုဒီလိုလေးဝယ်ခဲ့ပါတယ်လို့ချက်သွန်နီကြော်ဝယ်တဲ့အခါမှာတတိထားနော်သူကလေအရန်ကိုဒီဘူးနဲ့ဆိုတာကောင်းဆုံးပဲเนาะကဲချက်သွန်နီကိုကြော်ထားတဲ့ဟာလေးရယ်ပြီးရင်ချက်သွန်ဖြူကြော်ထားတဲ့ဟာလေးရယ်အမုံလေးကို Blessing တို့ထည့်လိုက်မယ်ပြီးရင်စီပူလေးဒီထက်မှာစနွန်းလေးနဲ့လေးထည့်ရင်เนาะဒီစီပါရောင်လေးဖြစ်တာပေါ့เนาะမကြိုက်တော့မထည့်ပါနဲ့လို့ Blessing ကတော့နည်းနည်းလေးဆိုဒီလောက်လေးထည့်ထားတယ်ကဲအခုအရေးကြီးတယ်နော်ဒီချက်သွန်ဖြူထဲမှာသူကကျွတ်ပြီးသားမှာစီထည့်တဲ့အတွက်ကြောင့်မို့နည်းနည်းထည့်ပြီးမွေပေးရပါမယ်မမွေပေးလို့ရှိရင်တူးသွားတတ်တယ်နော်ကဲဒါကိုတတိထားပေးပါလို့နည်းနည်းစီထည့်ပြီးတော့မှဇွန်းလေးနဲ့မွေပေးဖို့လိုအပ်ပါတယ်လို့ကဲ Blessing ကဒီနေ့တပြိုင်တည်းနဲ့နော်စီချက်နှမျိုးလို့ပြမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနီလေးတာလောက်ထားကြည့်အရာလွယ်ကူမှကိုကဖြတ်တောက်စရာလည်းမလိုဘူးတောက်ဆင်းစရာလည်းမလိုတော့ဘူးပေါ့ကဲချက်သွန်နီကိုလည်းထုံနေတူလည်းကောင်းပဲအမကိုလိုတော့လေးထည့်ပြီးတော့မှစီလေးကိုနည်းနည်းစီထည့်ပြီးတော့မှမွေပေးရပါမမွေပေးဘူးဆိုရင်တော့ကိုရဲ့ချက်သွန်နီကတော့တူးသွားတတ်ပါတယ်လို့နော်Blessingတော့အရင်တော့ဆိုရင်ငရုတ်တီးစီတတ်တယ်လို့ပဲလေဒါကိုလည်းဒီလိုမျိုးတပ်ပေးလို့ရတယ်ကဲချက်သွန်နီကြော်မှာတချို့ကြတော့မှုန့်နဲ့ကြော်ထားတာရှိတယ်အဲ့ဒါကိုလုံးဝမသုံးနဲ့နော်ချက်သွန်နီတာလေးကို crispy ဒီလောက်ထားတဲ့ဟာလေးကိုပဲရွေးရပါလို့ခဏ Blessing ပြထားတဲ့ဘူးလေးဆိုရင်တော့အရန်ကိုကောင်းတာနော်ကိုကတကယ်ပဲလက်တွေ့အပြင်မှာကြော်တယ်လို့မျိုးပဲပလေးပြီးတော့မှကြော်နေတယ်လို့မျိုးပဲလေကဲဒါဆိုစီကိုကြတော့စီချက်နှမျိုးဖြစ်တဲ့အကြောင်းမို့ Blessing ကဒီရအောင်လှုပ်ထားပြီးပြီဆိုရင်တော့မလေးခောက်ဆွဲပဲချက်စားစီချက်မုတ်ခောက်ဆွဲပဲတုတ်စားအရာကိုအဆင်ပြေတာကဲတော့အေးခံထားပါမယ်လို့ကဲအေးသွားပြီဆိုရင်လေ Blessing တို့ပြင်ဆင်ထားတဲ့အမြဲတမ်းထည့်နေကြဒီပလင်းထဲမှာ Blessing စီချက်လေးထည့်လိုက်မယ်မွေးနေရောတိလားကိုယ်တိုင်အဲ့လိုတောက်ဆင်းပြီးတော့မှလှုပ်ထားတဲ့စီချက်မျိုးလိုပဲအယောင်မွေးပါတယ်နော်ဒါလည်းကဲဒါချက်သွန်ဖြူစီတက်လေးပြီးသွားပြီချက်သွန်နီလည်းထုံနေတို့လည်းကောင်းပဲအေးသွားပြီဆိုမှဖမ်ပလင်းထဲမှာပြောင်းထည့်မယ်နော်ဒီချက်သွန်နီလေးကလေကျွတ်ရွနေတာအဲ့ဒီကျွတ်ရွနေတာရောဒီစီထဲမှာထည့်ရင်လည်းအမြဲတမ်းကျွတ်နေတာပဲအဲ့ဒါကိုတတိထားပေးပါလို့ကဲဒီထဲမှာထည့်လိုက်ပြီးတော့မှဆိုတော့လာနဲ့ချီပြီးသုံးမယ်ပါပဲတုတ်စားခောက်ဆွဲပဲချက်စားဒါတော့လိုတယ်Blessingတော့အများကြီးအမှချက်သွန်ဖြူစီချက်သွန်နီစီချက်ရဲ့ပြီးရင်တခြားစီချက်တွေရောအများကြီးလောက်ထားသေးတယ်ကဲအမှဒီတိုင်းနန်းစီချက်မွေးလို့လောက်ထားတယ်ပြီးရင်ငရုတ်တီစီချက်မွေးတာငရုတ်တီစီချက်ဒါဆိုကိုနော်မယ်ကိုရိုင်းလောက်ထားတယ်အမှနန်းစီချက်ဒီမှာရိုးစီချက်အဲ့လိုမျိုးလောက်ထားလိုက်တာအေးအမှအယောင်တင်လေးနဲ့ပေါ့နော်အတုပ်တွေတုပ်စားတဲ့အခါမှာဒါလေးလှုပ်ထားရဆိုပြီးသွားပြီကဲဘလောက်ထိလွယ်တယ်လဲဆိုတာလေတခါတလေကိုကအချိန်မရှိတဲ့အချိန်မှာဒီလိုမျိုးလေးလှုပ်ထားလို့ပြရပါတယ်လို့ကဲအားလုံးပဲကျေးဇူးပါ